大家好，阿罗们明啦哇，AK 兰菜呢嘛就做ပါတယ်။老师တို့ဒီနေ့မှာတော့လုပ်ငန်းသုံးတရုပ်စကားပြောတင်ငန်းစာအုပ်ထဲကနေပြီးတော့စာမျက်နှာ90ဆက်ပြီးတော့အတူတူဆက်ပြီးတော့လေ့လာကြည့်ကြည့်ရအောင်ပေါ့နော်။အဲ့တော့ဒါအရှိဗီဒီယိုဖိုင်မှာစာမျက်နှာ89ကိုအတူတူလေ့လာခဲ့တယ်။ဒီနေ့မှာတော့စာမျက်နှာ90ကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင်။好，那我们开始吧。အဲ့တော့သူကအသက်40ကြာမှအိမ်အောင်ကြတယ်။ဒါသူမကအသက်40ကြာမှအိမ်အောင်ကြတယ်ဆိုရင်ဘယ်လိုပြောလဲဆိုတော့他40岁才结婚，他40岁才结婚，他သူမက40岁40ဆိုရင်ဒါ40ကိုပြောတာ40 40เนาะ岁ရအသက်နှစ်40岁ဆိုတော့အသက်40才ဆိုတာမှတာလို့တည်ပဲရတယ်结婚အိမ်အောင်ပြုတယ်အဲ့တော့သူမကအသက်40ရောက်မှအိမ်အောင်ကြတယ်ဆိုရင်他40岁才结婚，他40岁才结婚သူမကအသက်40ကြာမှအိမ်အောင်ပြုတယ်အိမ်အောင်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ပုံမှန်လူတစ်ယောက်ဒီအသက်40အရွယ်မှာအိမ်အောင်ကြတယ်ဆိုလို့ရှိရင်ဒါဒီအရွယ်အနေနဲ့ပြောမယ်ဆိုရင်နောက်ကျတဲ့အပိုင်းကဏ္ဍထဲမှာပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ပုံမှန်အချိန်တွေတက်ဖြစ်လေဖြစ်တဲ့အချိန်တွေထက်နောက်ကျပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်ရဲ့နောက်မှာဒါအသက်ပိုင်းခြားရဲ့နောက်မှာဆိုင်ဆိုတဲ့စကားလုံးလေးကိုထည့်ပြီးတော့သုံးပေးရမယ်စောရဲဆိုရင်တော့ကျို့ဆိုတဲ့စကားလုံးလေးသုံးပြီးတော့ဝါကြဆုံးမှာလက်ထည့်ပေးရမယ်နောက်ကျပြီးမှဖြစ်တယ်ဆိုရင်တော့အဲ့ဒီအချိန်ရဲ့နောက်မှာခြိုင်းဆိုတဲ့စကားလုံးကိုထည့်ပြီးတော့အသုံးပြုပြီးပြောပေးရမှာပေါ့နော်အဲ့ပုံမှန်အချိန်နေပဲပုံမှန်ဖြစ်စဉ်တိုင်းပဲဖြစ်တယ်ဆိုရင်ကျို့လည်းထည့်စရာမလိုဘူးခြိုင်းလည်းထည့်စရာမလိုဘူးပေါ့နော်下一个ငါဒီနေ့ညနေ9နာရီကလေးကညစာစားပြီးတယ်我今天下午5点钟吃完饭了我今天下午5点钟吃完饭了我ငါကျွန်တော်今天下午ဒီညနေအဲ့တော့5点9နာရီ就ကလေးက吃完饭了吃完饭晚饭ကညစာ晚饭ညစာထမင်း吃完饭ဆိုရင်ညစာစားတာ吃完饭了ညစာစားပြီးရဲ့အဲ့တော့ငါဒီညနေ9နာရီကလေးကညစာစားပြီးရဲ့我今天下午5点钟吃完饭了အဲ့တော့9နာရီမှာပုံမှန်ညနေ9နာရီမှာညစာစားတယ်ဆိုတော့ပုံမှန်စားနေကြအချိန်အနေနဲ့တွေ့မယ်ဆိုရင်ဒါစောတဲ့အပိုင်းထဲမှာပါတယ်ပေါ့နော်ပုံမှန်အများစုစားကြတာဒီဒါအိမ်ရောက်ရုံကနေအိမ်ပြန်လာတဲ့အချိန်6နာရီ9နာရီအပတ်ဝန်းကျင်ပေါ့တချို့ကလည်း10နာရီကြာမှထမင်းစားတယ်ပေါ့တချို့ကလည်း9နာရီကြာမှစားရတယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့ပုံမှန်ဆိုလို့ရှိရင်တော့6နာရီ9နာရီ10နာရီပတ်ဝန်းကျင်ကအများစုစားတဲ့အချိန်တွေပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့ဒီနေ့9နာရီကလေးကစားရဲဆိုတော့သူကစောတဲ့အချိန်တွေမှာပါတယ်ဒါကြောင့်မို့လို့အဲ့ဒီအချိန်ရဲ့နောက်မှာကျို့ကိုထည့်သုံးပေးရတယ်အဲ့ဒီ9နာရီအတွင်းမှာစားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်မှာ le ဆိုတဲ့စကားလုံးလေးကိုထည့်သုံးရတယ်ဒါကြောင့်ငါဒီညနေ9နာရီကလေးကညစာစားပြီးပြီဆိုရင်我今天下午5点钟吃完饭了下一个ငါဒီည9နာရီထိုးမှပဲညစာစားဖြစ်တယ်我今晚9点才吃完饭我今晚9点才吃完饭我今晚ငါဒီည9点9နာရီ才မှပဲ吃完饭ညစာစားရတယ်အဲ့တော့9နာရီထိုးမှညစာစားတယ်ဆိုတော့နည်းနည်းနောက်ကျတဲ့အပိုင်းထဲမှာပါတယ်ပေါ့နော်ပုံမှန်ဆိုရင်9နာရီ10နာရီ6နာရီအပတ်ဝန်းကျင်မှာပုံမှန်အများစုစားကြတယ်9နာရီမှာစားရတယ်ဆိုတော့နည်းနည်းနောက်ကျတဲ့အပိုင်းထဲမှာရောက်သွားတယ်ပေါ့နော်ဒါကြောင့်ငါဒီည9နာရီထိုးမှပဲညစာစားဖြစ်တယ်ဆိုရင်我今晚9点才吃晚饭我今晚9点才吃晚饭好老师的ပုံမှန်9နာရီဆိုရင်ညစာစားတယ်ပေါ့နော်好下一个ငါဒီမနေ့9နာရီကလေးကအိပ်ရာထားတယ်我今早5点钟起床了我今早5点钟起床了我今早ငါဒီမနေ့今早ဆိုတာ今天早上အတူကောပြောရင်今早လို့ခေါ်တယ်အဲ့တော့今早明早ဆိုရင်မနေ့ပြန်မနေ့今早ဆိုရင်ဒီမနေ့ဒီလိုမျိုးသုံးလေးရှိတယ်ပေါ့နော်အဲ့တော့今早ဒီမနေ့မှာ5点9နာရီကျုပ်ကလေးက起床了အဲ့ရထားနေပြီ起床ဆိုတာအဲ့ရထားတာကို起床လို့ခေါ်တယ်ပေါ့နော်起床了အဲ့ရထားနေပြီဒါကြောင့်ငါဒီမနေ့9နာရီကလေးကအဲ့ရထားနေပြီဆိုရင်我今早5点钟起床了我今早5点钟起床了ငါဒီမနေ့9နာရီကလေးကအဲ့ရထားနေပြီ
下一个杜对面的是哪一托马呗？哎呀，他今早8点才起床。他今早8点才起床。他对吧？今早对面的8点是哪一才马达起床？哎呀，အဲ့တော့လူတယောက်ဒီပုံမှန်7နာရီမှာအိပ်ရာထားတယ်ဆိုတော့အိပ်ရာထားတာနောက်ကျတဲ့အပိုင်းထဲမှာပါတယ်ပေါ့နော်အဲ့တော့9နာရီဆိုရင်တော့ဒါလုံးဝစောတဲ့အဘက်မှာပါတယ်ပုံမှန်ဆိုလို့ရှိရင်ရုံးသမားတွေဆိုရင်6ခွဲ9နာရီလောက်ဆိုရင်ပုံမှန်အိပ်ရာထားကြတယ်ပေါ့နော်အဲ့တော့7နာရီမှာအိပ်ရာထားတယ်9နာရီမှာအိပ်ရာထားတယ်ဆိုရင်ဒါစီနောက်ကျတဲ့အပိုင်းကဏ္ဍထဲမှာပါသွားပြီပေါ့နော်ဒါကြောင့်မို့လို့အဲ့အချိန်ရဲ့နောက်မှာခြိုင်းဆိုတဲ့စလုံးလေးကိုထည့်သုံးရတယ်ပေါ့နော်အားကြောင့်ငါဒီမနေ့သူဒီမနေ့7နာရီထိုးမှပဲအိပ်ရာထားတယ်ဆိုရင်他今早8点才起床他今早8点才起床好下一个နောက်တစ်ခုငါ9နာရီမှအိမ်ပြန်ရောက်တယ်我7点回到家我7点回到家7点9နာရီမှ回到家အိမ်ပြန်ရောက်တာ回到ဆိုရင်ပြန်ရောက်တာ家ကအိမ်回到家အိမ်ပြန်ရောက်တယ်အဲ့တော့ငါဒီနေ့ငါ9နာရီမှာအိမ်ပြန်ရောက်တယ်ဆိုရင်我7点回到家我7点回到家ငါ9နာရီမှာအိမ်ပြန်ရောက်တယ်ဒါဒီပုံမှန်အိမ်ပြန်ရောက်တဲ့အချိန်เนาะ下一个နောက်တစ်ခုကငါဒီနေ့6နာရီကတည်းကအိမ်ပြန်ရောက်တယ်我今天6点就回到家了我今天6点就回到家了我今天ငါဒီနေ့6点就6နာရီကတည်းက回到家了အိမ်ပြန်ရောက်နေပြီဒီနေ့ရုံးစောစောဆင်းလို့အဲ့ဒါအိမ်ကို6နာရီကတည်းကပြန်ရောက်နေပြီပေါ့အဲ့လိုမျိုးပြောတာပေါ့နော်我今天6点就回到家了下一个ငါဒီနေ့7နာရီထိုးမှပဲအိမ်ပြန်ရောက်တယ်我今天8点才回到家我今天8点才回到家အဲ့တော့သူပုံမှန်အိမ်ပြန်ရောက်ချိန်က9နာရီဒီနေ့တော့အချိန်မို့ရှိလို့ပဲဖြစ်ဖြစ်အလုပ်ကိစ္စလေးမပြီးသေးလို့ပဲဖြစ်ဖြစ်9နာရီထိုးမှအိမ်ပြန်ရောက်လာတယ်ပေါ့10နာရီထိုးမှအိမ်ပြန်ရောက်လာတယ်ပေါ့နော်ဒါဒီသူတနာရီနောက်ကျသွားတယ်ပေါ့နော်ဒါကြောင့်မို့လို့ပုံမှန်ချိန်နေတဲ့နောက်ကျပြီးဖြစ်တာအတွက်ကြောင့်မို့လို့အဲ့ရဲ့အချိန်ရဲ့နောက်မှာခြိုင်းဆိုတဲ့စလုံးလေးကိုထည့်သုံးရတယ်စောတယ်ဆိုရင်တော့ကျုပ်ဆိုတဲ့စလုံးလေးထည့်သုံးရမယ်နောက်ကျရင်ခြိုင်းကိုထည့်သုံးရမယ်好下一个နောက်တစ်ခုကငါတို့ဒီနေ့9နာရီကတည်းကရုံးဆင်းတယ်我们今天5点就下班了我们今天5点就下班了我们今天ငါတို့ဒီနေ့5点9နာရီ就ကတည်းက下班了ရုံးဆင်းသွားပြီပုံမှန်ရုံးဆင်းချိန်ဒီအများသောအားဖြင့်6နာရီမှာရုံးဆင်းကြတာများတယ်ဒီနေ့တော့9နာရီကတည်းကရုံးဆင်းတယ်ဆိုတော့စောတာပေါ့နော်我们今天5点就下班了我们今天5点就下班了ငါတို့ဒီနေ့9နာရီကတည်းကရုံးဆင်းတယ်ငါတို့ဒီနေ့9နာရီထိုးမှပဲရုံးဆင်းရတယ်我们今天7点才下班我们今天7点才下班ငါတို့ဒီနေ့9နာရီထိုးမှပဲရုံးဆင်းရတယ်我们今天7点才下班好下一个စောစောကလေးကလုပ်ပြီးသွားပြီ早就做好了早就做好了我早就做好了ငါစောစောကလေးကဒီကိစ္စကိုလုပ်ပြီးသွားပြီဒီလုပ်ငန်းကိုလုပ်ပြီးသွားပြီပေါ့နော်我早就做好了ငါစောစောကလေးကလုပ်ပြီးသွားပြီ好အခုမှပဲလုပ်လို့ပြီးတော့ရဆိုရင်တော့现在才做完现在才做完အခုမှပဲလုပ်လို့ပြီးတော့တယ်ဒီလိုမျိုးတုံးရတယ်ပေါ့နော်好ဒါကတော့လုပ်ငန်းသုံးတရုတ်စကားပြောသင်ခန်းစာစာအုပ်ထဲကနေပြီးတော့စာမျက်နှာ90ကိုအတူတူလေ့လာခဲ့တာပဲဖြစ်တယ်ပေါ့နော်ဒီစာအုပ်လေးတွေဒီဒါလုပ်ငန်းခွင်မှာလက်ရှိအလုပ်လုပ်နေတဲ့သူတွေဒါပြီးလို့ရှိရင်စင်ကာပူတို့ဒါလာအိုနိုင်ငံတို့မလေးရှားနိုင်ငံထိုင်းနိုင်ငံကိုရောက်နေပြီးတော့တရုတ်တွေနဲ့ဒါအလုပ်လုပ်နေရတဲ့သူတွေတက်ကိုအဓိကရေးထုတ်ထားတဲ့စာအုပ်တွေဖြစ်တယ်အဓိကအဖြစ်စားသောက်ဆိုင်လုပ်ငန်းသုံးစကားပြောဟိုတယ်လုပ်ငန်းသုံးစကားပြောတွေဆောက်လုပ်ရေးလုပ်ငန်းသုံးစကားပြောတွေဒါပေါင်းအိုင်းနဲ့ပတ်သက်ပြီးတော့လုံခြုံရေးဆိုင်ရာစကားပြောတွေကိုအဓိကရေးသားထားတဲ့စာအုပ်လေးပေါ့နော်အဲ့လိုလုပ်ငန်းမှာလုပ်နေတဲ့သူတွေဒီဒါဒီဥစ္စာအခက်အခဲဖြစ်နေဆိုလို့ရှိရင်ဒီစာအုပ်လေးကိုဝယ်ယူပြီးတော့ဒါလေ့ကျင့်ပြီးတော့လုပ်ငန်းထဲမှာအဆင်ပြေအောင်လေ့လာသင်ကြားလို့ရတယ်အဲ့ဒီလုပ်ငန်းတွေမှာလုပ်ဖို့အတွက်ကိုရည်ရွယ်ထားတဲ့ဆိုလို့ရှိရင်လည်းဒီစာအုပ်လေးကိုဝယ်ယူပြီးတော့ဒါဒီလို video file နဲ့အတူတူတွဲပြီးတော့လေ့လာပြီးတော့ဒီဥစ္စာကိုဒါကျွမ်းကျွမ်းကျင်နေတဲ့အဆင်ပြေပြေပြောနိုင်အောင်
ဒါနေ့စဉ်လေ့လာလို့ရတယ်ပေါ့နော်ဒီလို video file သင်ခန်းစာအားလုံးကို AK Learn Channel ရဲ့ YouTube channel မှာနေ့စဉ်အမြဲတမ်းတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့စာအုပ်လေးမဝယ်ဖြစ်ရင်တော့မှဒီလို video file သင်ခန်းစာအားလုံးကို AK Learn Channel ရဲ့ YouTube channel မှာနေ့စဉ်ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်အမြဲတမ်းလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်好那我们下次见谢谢大家